ကျွန်တော်ကဒရီဘာတွေတယောက်ပါနေ့စဉ်စားတော့တွေကိုအိမ်တကာလိုက်ပို့ပေးရတဲ့အလုပ်ကိုလုပ်ကင်နေတူပေါ့ဒီလောက်လောက်တဲ့တရန်တစ်လျှောက်ထူးဆန်းတဲ့အဖြစ်အပျက်တွေအများကြီးကြုံခဲ့ဘူးပေမဲ့ခုပြောပြမယ့်ကြောင်းကတော့ဒီနေ့အထိမိမရတဲ့ဖြစ်ရတဲ့ခုဖြစ်ပါတယ်အဲ့ဒီနေ့ကမိုးဆဲဆဲလေးရွာနေတဲ့နေ့ပေါ့အော်ဒါတွေကလည်းဘားနေချိန်မို့ကျွန်တော်စီဝင်လာတဲ့အော်ဒါတစ်ခုကိုလက်ခံလိုက်ရတယ်ပိုးရမယ့်နေရာကမြို့ထဲနဲ့အတော်လေးဝေးတော့လဲအလုပ်ချင်နေရငင်းဖို့မဖြစ်နိုင်ခဲ့ဘူးစားတော့ဆိုင်မှာထမင်းဟင်းသွားယူရင်းဆန်ရှင်အန်တီကကျွန်တော်ကိုလမ်းကြည့်ကပြောလာတယ်ဒီအော်ဒါကိုလက်ခံမဲ့သူရှိပါမလားလို့တော့အန်တီတွေးနေတာမိုးကလည်းရွာနေရာလည်းဝေးဘီယူဆိုင်လည်းသွားအောင်တော့အဲ့ဒီဘက်ကတခါမှမာတော့မျိုးမတွေ့ဘူးကျွန်တော်လည်းပြုံးရင်ခေါင်းငိမ့်ပြလိုက်တယ်လီတိုးတန်တဝီဝီကြားမှာဆိုင်ကယ်ကိုဖြည်းဖြည်းချင်းမောင်းနေလာခဲ့တယ်လမ်းတစ်လျှောက်လူရှင်းနေတယ်ချိန်ကလည်းမိုးချုပ်စားပြုတ်လာရင်မို့ဒီအော်ဒါလေးပို့ပြီးရင်အိမ်ပြန်ရေမိုးချိုးသမင်းစားပြီးနားရတော့မယ်လို့သူရင်ဆက်မောင်းလာခဲ့တယ်မကြခင်မှာပဲအော်ဒါပို့ရမယ့်အိမ်ရှိကိုရောက်လာခဲ့ပါတော့တယ်ကျွန်တော်ရှိမှနရက်အိမ်အိုကြီးတစ်လုံးအောက်ထပ်ကိုပြလက်မီဖြင့်ဆောက်လုပ်ထားပြီးအပေါ်ထပ်ကိုတိသားပြင်များတီးဆောက်ထားတယ်ချံဝန်းငယ်လေးရှိတော့လေအိမ်တစ်ခုလုံးမှာဖောင်းလွှမ်းပြီးဖုံလိမ့်လိမ့်တက်လို့နေတယ်တချို့နေရာမှာပစ္စည်းယိုကျွင်းနေပြီးလူနေတယ်လို့တော့ဟုတ်မထင်ရတော့အောင်၆ကက်လုံနေတယ်ပုံချိန်မှာကျွန်တော်ဆိုင်ငယ်ပေါ်ကမစင်းရသေးခင်ခြံတကားဝမှာလူတယောက်ရက်နေတယ်ကိုတတိထားမိလိုက်တယ်တက်40ဝန်းကျင်ခန့်ရှိမဲ့အမျိုးသားသူညနေသားကလည်းတင်းမာပြီးကျွန်တော်ကိုမျက်လုံးမကွာတမ်းစိုက်ကြည့်နေတယ်ကျွန်တော်လည်းခြံထဲဝင်ကအော်ဒါလာပို့တာပါဗျဟုတ်ပြောလိုက်တယ်သူကအော်ဒါတော့ကိုယူလိုက်ပြီးခဏဆောင်ဟုတ်တာပြော၏ကျွန်တော်လည်းတကားပါမှာရက်ဆောင်နေလိုက်တယ်အမျိုးသားကြီးကအော်ဒါတော့ကိုကန်၍အပေါ်ထက်ကိုတရစ်ချင်းတက်သွားတယ်ဝတ်ထားတဲ့အဝတ်စားများမှာတဲရဲရှိလာပြီးအခုမှအလောက်ကပြန်လာပုံရတယ်လို့ကျွန်တော်တွေးမိတယ်တောင်းကြတော့အပေါ်ထက်မှာဇွန်းတန်ပကံတန်များစတင်ကြားလာရတယ်အစပိုင်းမှာတော့ကျွန်တော်တတိမထားမိခဲ့ဘူးပတ်စံတော့မရှင်းရတယ်ပဲသမင်းစားနေပြီပဲလို့တွေးကရေတောင်ရင်ရှိမိတယ်ဒါပေမဲ့နောက်တော့ကြားလာရတဲ့အတန်များကျွန်တော်စိတ်ကိုမတီးမငင်ဖြစ်စေခဲ့တယ်သမင်းထုတ်ဖောက်တဲ့အတန်ပကံနဲ့ထဲ့တဲ့အတန်ကျမ်းမြင်ပေါ်ပကံချတဲ့တန်ပြီးတော့တန်ကြိုးတစ်ခုဆွဲရွှေ့တယ်လို့တန်မျိုးချင်းကြိုးတစ်ခုလောက်ခတ်နေတယ်လို့အတန်မျိုးကျွန်တော်ကြောရိုးတစ်လျှောက်အေးဆက်မိသွားတယ်အပေါ်မှာဘာရှိနေရလဲမင်းခွန်းပေါင်းများစွာစိတ်ထဲမှာပေါ်လို့လာတယ်မကြလိုက်ဘူးလေးလံတော့ခြေတံများထကြလိုက်ရတယ်အမျိုးသားကြီးပြန်ဆင်းလာပြီသူကကျွန်တော်ရှေ့ကိုတဲတဲလျှောက်လာပြီးဘလောက်ကြလဲဟုတ်မေးတယ်ထိုချိန်မှာကျွန်တော်တော့လန့်နေပြီဆေးတော်မိတ်တော့ရဲ့အထိပဲဖုန်းကိုထုတ်ကြည့်ပြီးမှဆေးကိုပြောပြနိုင်ခဲ့တယ်ပတ်စံရှင်းမိဒီနဲ့ကျွန်တော်လည်းအဲ့နေရာကနေအမြန်ဆုံးထွက်လာခဲ့တော့တယ်ဒါပေမဲ့ဇလန်အဲ့ဒီမှာမဆုံးလေးဘူးဗျနောက်နေ့လခင်းရောက်တော့တနေ့ကတွေ့ခဲ့တဲ့ဦးလေးပေးထားတဲ့အလုပ်လိပ်စာကတ်ပျောက်နေတယ်ကိုတတိထားမိလိုက်တယ်တအိမ်လုံးလည်းရှာကြည့်ပြီးတော့နောက်ဆုံးမှပဲတတိရတော့တယ်မနေ့ကအော်ဒါဆေးကြည့်ဖို့ဖုန်းထုတ်နေတော့အဲ့ဒီအိမ်ရှိမှကြာတော့ဖြစ်တယ်ကျွန်တော်အတော်စိတ်မကောင်းဖြစ်တော့ရတော့လေပြန်သွားရှာဖို့ဆုံးဖြတ်လိုက်တော့တယ်နေ့ခင်းပိုင်းမှာအဲ့ဒီအိမ်ကိုပြန်ရောက်လာခဲ့တယ်ခြံတကားမှာလည်းတော့ခတ်လို့ထားတယ်အနီးနားရှိကုန်းစုံဆိုင်ဒီဇိုင်းကိုတောင်းမိကြည့်တော့မှပိုးပြီးထူးဆန်းတဲ့အချက်လက်များကိုထပ်တည်နေရတယ်အဲ့ဒီအိမ်မှာအမျိုးသားတယောက်သာ
တွေ့ရလေရှိတယ်မနဲ့ဆိုရင်အလုပ်သွားညနေဆိုသမင်းထုတ်ကန်ပြီးပြန်လာတတ်တယ်ဒီနေ့ချင်းများနဲ့လည်းမပတ်သက်အဲ့ဒါအပြင်ညဘက်ချို့မှာအိုးတွေခွက်တွေပကံတွေရိုက်ခွဲတဲ့တံများစူညံတံများမကြာခဏကြားရတယ်လို့လည်းသတိရပြန်တယ်အဲ့စကားကိုကြားပြီးနောက်ကျွန်တော်စိတ်ထဲပိုး၍တက်မတာဖြစ်လာရတယ်တို့တော့လေလိပ်စာကပ်ကိုပြင်ရဖို့ကဘိုးလို့အရေးကြီးနေလို့ဖြစ်တယ်နောက်ဆုံးခြံကိုကြော်ဝင်လိုက်တော့တယ်အိမ်ရှိနားတော့ပဲအမြန်ရှာကြည့်လိုက်တော့မကြခင်မှာပဲပျောက်နေတဲ့ကပ်ကိုတွေ့ရရတယ်ကျွန်တော်ရန်ဝမ်းသာတော့တယ်ဒါပေမဲ့အဲ့ဒီဝမ်းသာမှုကစက္ကန့်ပဲကြားလိုက်ရတယ်ဘာဖြစ်လို့လဲဆိုတော့အိမ်ရှိမှာကားတစ်စီးရောက်လို့နေလေပြီကျွန်တော်လည်းထွက်ပြေးဖို့အချိန်မရတော့ကမန်းကရဲနဲ့အိမ်ထဲကိုဝင်ပြေးကဘီယိုကြီးတစ်လုံးနဲ့ဝင်ပုံးလိုက်ရတယ်အပြင်ဘက်မှာခြေတန်းတွေကြားနေရပြီလူနှစ်ယောက်သူတို့ကအပေါ်ထက်ကိုတက်သွားကြတယ်အချိန်တော်ကြာတဲ့အထိဘာတမ်းမှတိတ်မကြားလဲအောင်ကျွန်တော်တော့ဗီဒီယိုထဲမှာချွေးစည်းရည်နဲ့အသက်ရှူရလဲခက်ခဲလာတယ်အဲ့ဒီချိန်မှာကျွန်တော်ဖုန်းကထားမိလာပါလေရောကျွန်တော်ဖုန်းပိတ်ဖို့မိနေခဲ့လို့ပဲစိတ်ထဲမှာတော့သွားပြီဟုတ်တာတွေးမိတော့တယ်ဖုန်းကိုအမြင်ပိတ်လိုက်ပေမဲ့နောက်ကျသွားခဲ့ပြီအပေါ်ထက်မှာလူနှစ်ယောက်ရဲ့ခြေတန်းကလီကားကနေတဖြည်းဖြည်းဆင်းလာကြတယ်ခြေတန်းများကဘီယိုရှိမှရက်သွားကြတယ်ကျွန်တော်နှလုံးခုန်တန်ကိုပင်ကိုယ်တိုင်ပြန်ကြားနေရတယ်လို့ခံစားရတယ်ပြီးတော့ဘီယိုတကားကိုဖြည်းဖြည်းချင်းဖွင့်လာတယ်ဟဲ့ကောင်မင်းကဘယ်လိုတော့ဒီအိုဘာလာလောက်တာတော့ကျွန်တော်မျက်လုံးပြူးရတယ်ဘီယိုရှိမှရက်နေသူတယောက်ကရဲနှစ်ဦးဖြစ်နေတယ်အဲ့ဒီအချိန်ကျမှကျွန်တော်တက်ပြင်းအရှိချနိုင်တော့တယ်နောက်ပိုင်းမှာလည်းစခန်းမှာအတော်ကြာရည်ထိရှင်းနေရတယ်နောက်မှဖြစ်ဖြတ်ဆုံးကိုတီးလျရတာတော့ယောက်ျားဖြစ်သူကမိန်းမကိုအိမ်ထဲမှာချုံနှုံထားတာဖြစ်တယ်သူမိန်းမကပွေတက်ရှုပ်တက်လွန်းသူတယောက်ဖြစ်ပြီးယောက်ျားဖြစ်သူကလည်းမရှင်းနိုင်မဖြတ်နိုင်တဲ့အတွက်အဲ့ဒီလိုမျိုးလုပ်ဖို့ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့တီးလိုက်ရတယ်အဲ့ဒီအိမ်ကြီးကလည်းသူတို့အိမ်မဟုတ်ပဲဒုံခဲ့တဲ့လှပိုင်းလောက်မှဖြောင်းရွှေ့လာကြတယ်လို့လည်းသိရတယ်ကျွန်တော်ကြုံခဲ့ရတဲ့အိမ်အိုကြီးတွေကအထူးဆန်းဖြစ်ပြတော့ဒါတွေပါပဲခမရတော့ထူးဆန်းတဲ့အဖြစ်ကလေးတွေကြုံဘူးကြလားကျွန်တော်တို့နဲ့အတူတူညှော့ဝေတော့ကြပါအောင်